အားလုံးမင်္ဂလာပါ Universe Engineering မှာကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော် sharing လုပ်ပေးမယ့်အကြောင်းအရာလေးကတော့ကျွန်တော် PowerPoint course ရဲ့ Basic to Advanced course ရဲ့ကျွန်တော်ဒီကြံရှိနေတဲ့သင်ခန်းစာများကိုကျွန်တော် Part 3အနေနဲ့သင်ကြားမှာဖြစ်ပါတယ်ကျွန်တော်တို့စလိုက်ကြအောင်Okay အဲ့တော့အရင်ကဆိုကျွန်တော်တို့ကဘာလုပ်ရမလဲကျွန်တော်တို့အရင်ရှေ့မှာကျွန်တော်တို့တင်ထားတဲ့ file အရင်ဆုံးတော့ဖွင့်ရပါမယ်အဲ့ကျွန်တော်တို့ကိုတင်ထားတဲ့ file ကိုရှာပါပြီးရင်ကို file နှစ်ခုကိုကျွန်တော်စိတ်ခိုင်းထားတယ်အဲ့ဒီကနှစ်ခုကတစ်ခုကိုရွေးပါ update ကိုရွေးပါဥပမာ29 24နဲ့25ဆို25 update ပဲပေါ့နော်အဲ့ဒါမျိုးလေးကိုရွေးပေးလိုက်ပါ Okay အဲ့ဒါဆိုတော့ကိုဖွင့်ထားတဲ့ file ကိုပြန်ရောက်မှာဖြစ်ပါတယ်ကျွန်တော် share part 2မှာကျွန်တော်ဒီ insert tab မှာကျွန်တော်ပြီးခဲ့ရเนาะဒီ table ထည့်ပုံထည့်ဒီနော် insert tab အကြောင်းမှာကျွန်တော်ပြီးခဲ့တယ်အဲ့ကျွန်တော်ထုံးစံတိုင်းပဲ now shift တစ်ခုကိုကျွန်တော်ခေါ်မယ် right click ကျွန်တော်ဒီမှာ duplicate နဲ့ကျွန်တော်သွားမယ်ဘာကြောင့်လဲဆိုတော့ဒီစာတွေလိုချင်လို့เนาะပြတ်ပါလာတော့သဘောပေါက်လားဒီစာတွေပါလာ table မလိုချင်ဘူးဆို table select မှတ်ပြီးတော့ဖြတ်လိုက်ရုံပဲဒါပဲเนาะဘောင်လေးကို select မှတ်ဖြတ် control s နှိပ်ဖို့တော့မမေ့ပါနဲ့เนาะအများကြီးနှိပ်ပေးပါအဲ့တော့ဒီကကြောင့်ကျွန်တော် insert tab တွေကကျွန်တော်နောက်ဘယ်အကြောင်းကိုကျွန်တော်သွားမလဲဆိုရင်ကျွန်တော်တို့ table ထည့်နေသိပြီးပါဒီကကြောင့်ကျွန်တော်ဘယ်တော့ကျွန်တော် picture ကိုသွားမယ်เนาะအဲ့တော့ picture သွားလို့ဆိုတော့ကျွန်တော်ဒီကောင် copy ကိုခြင်းနဲ့control လေးဖိထားပြီးတော့ဘောင်ပေါ်မှာကာစာရေးတင်တာဒီဘောင်ကိုပြောရတော့ဒီဘောင်အဲ့တော့မှဒီကျွန်တော်တို့ဟိုကောင်လေးရဲ့ကာစာလေးရဲ့ထိပ်မှာ plus ပုံစံလေးပေါ်လာတယ် control ကိုမနှိပ်ရင်မပေါ်ဘူး control ထည့်တယ်မှာပေါ်ပါ control မနှိပ်ဆိုပုံမှန်ကျွန်တော်တို့ဒီအရှင်းတော့တောင် arrow key လေးပဲပေါ်တယ် control ကိုဖိထားတော့မှအောက်ကိုဆွဲချလိုက်မယ်ဆိုရင်ဒါ copy ကူးတာဒါမှနော် okay ပြီးကျွန်တော်ဘာလုပ်မလဲ highlight ပေးထားတာကို highlight လုပ်ပြီးတော့ကျွန်တော်ဒီမှာဘာလဲဆိုတော့ picture တော့ကျွန်တော်ရေးလိုက်မယ်ပေါ့နော်အမှန်တော့ insert picture ပေါ့နော် picture ဘယ်လိုထည့်ဝင်ထည့်နေလို့ကျွန်တော်ရှင်းပြပါညီမထည့်တယ်အဲ့တော့ဘောင်ဆက်လက်မှတ်တယ်ဒီ font ကိုကျွန်တော်ကသေးခြင်းလို့ဆိုရင်တော့ home tab ကိုပြန်သွားမှရမယ် font က home tab ထဲမှာရှိတာဟုတ်ပြီနော်အဲ့တော့ဒီမှာသေးလိုက်မယ်အဲ့တော့တခြား font ပြောင်းချင်ရင်ကျွန်တော်ဒီမှာထားတဲ့ font မဟုတ်ဘဲနဲ့တခြား font တစ်ခုကိုကျွန်တော်ပြောင်းလိုက်မယ်အလှ font တစ်ခုပေါ့နော်ကြာဒါလေးပဲထားလိုက်မယ်เนาะဒါတော့ဘိုးပါနေသေးရဲ့ကျွန်တော်ဘိုးမလို့ခြင်းဘူးကြာပြီเนาะ picture အဲ့တော့ font သေးထားတယ်ဒီကောင်ကအမေထဲမှာရှိမယ်အဲ့တော့ကျွန်တော်တို့ကဓာတ်ပုံတွေမှာထည့်ချင်တယ်ဆိုကျွန်တော်တို့ဘာပဲထည့်ချင် insert tab ကိုသွားရလိမ့်မယ်เนาะ insert tab ကိုသွားမယ်ဒီမှာကျွန်တော် picture ကိုလာယူမယ် picture ကိုနှိပ်လိုက်ပြီဆိုတာနဲ့သူ့မှာက device ကဒီကျွန်တော်တို့ PC တွေကပုံကိုထည့်မှာလား online picture ကိုထည့်မှာလားလို့ပြောတယ်အဲ့တော့အရင်ဆုံးများသောအားဖြင့်ကျွန်တော်တို့ရှိပြီးသားပုံကိုထည့်တာများတယ်ကိုယ်လုပ်ငန်းနဲ့ပတ်သက်တဲ့ပုံနဲ့ကိုယ်စက်ထဲမှာရှိပြီးသားဖြစ်လိမ့်မယ်เนาะအဲ့တော့ကိုယ်တင်ထားတဲ့ source ကိုအရင်ဆုံးတွားရှာပေးရမယ်အဲ့တော့ကြောင့်ကျွန်တော်တို့ဒီ this device ကိုကျွန်တော်တို့ယူလိုက်မယ်ယူပြီးတော့ကျွန်တော်ဘယ်ကိုသွားမလဲဆိုတော့ကို right ရှာမယ်ကျွန်တော်မှာ picture မှာပုံတွေအများကြီးရှိတယ်ဒါပေမဲ့ကျွန်တော် desktop ပေါ်ပဲကျွန်တော်သွားလိုက်မယ် desktop မှာကျွန်တော်ရဲ့ပုံထုတ်ထားတာရှိတယ်သို့မဟုတ်ဒီမှာကျွန်တော်ပွဲတော့ပုံလေးရှိတယ်ပွဲတော့ဆွဲထားတဲ့ပုံလေးကျွန်တော်တပုံယူလိုက်ပြီเนาะအတန်ပွဲတော့ထုံးစံတိုင်းပဲရှစ်ကိုပြထားပြီးတော့ down ဖြတ်ကျွန်တော်သေးလိုက်မယ်ဒါပဲเนาะအဲ့တော့ picture ကအထက်တာအရန်လွယ်ပါတယ်တခုတတိထားမှာကပုံထည့်ရင်ဒီလိုမဆွဲပါနဲ့ဒီလိုဒေါင်းဖြတ်ပဲဆွဲပြောတာအပေါ်အောက်ဆွဲနိုင်ရင်သူကပြားသွားမယ် control z ဘေးညာဆွဲမသွင်းဒီလိုမျိုး page ကြီးဖြစ်သွားမယ်เนาะအဲ့လိုမျိုးဘယ်တော့မှမထည့်ပါနဲ့အဲ့ဒါပုံပြတ်သွားတတ်ပါတယ်အဲ့တော့ဓာတ်ပုံတွေကိုကျွန်တော်တို့အချုပ်ကျက်လို့မဆိုအကောင်းဆုံးကဒေါင်းဖြတ်ပဲလုပ်ပါဒေါင်းဖြတ်လုပ်တာအကောင်းဆုံးပါပဲเนาะဒေါင်းဖြတ်လုပ်တာမှာသူရဲ့ ratio scale တိုင်းသိသွားလိမ့်မယ်အဲ့တော့ကျွန်တော်ကဒီ page မှာကျွန်တော်ကပုံကတပုံပဲဆန်တယ်များသောအားဖြင့်ကတော့တပုံပဲထည့်တာကတော့အဆင်ပြေလိမ့်မယ်ဒါပေမဲ့ကိုယ်ထပ်ပုံထွက်ကျင်နေဆိုဒီကောင်ကျွန်တော်သေးလိုက်နော်ပြီးကျွန်တော်တို့ထွက်ကျင်တယ်ဆိုအပြင်ကလေးချလိုက်တခုတတိထားပါသူ့ကိုဆက်လက်နှိပ်တော့မှကျွန်တော်ပြောတဲ့ hidden tab ဆိုပေါ်လာလိမ့်မယ် format ဆိုတော့ပေါ်လာအဲ့တော့မှဒီထဲမှာကျွန်တော်တို့ဘာတွေရှိလဲဆိုတော့သူ့ရဲ့ပေးထားတဲ့ format တွေရှိတယ်။မာကြီးပုံပြောင်းကြည့် effect တွေတစ်ခါရဲပါပြီးသားကိုကဘယ်လိုထည့်ချင်တာလဲနော်ဘောင်နဲ့လားအဝိုင်းကောင်မှာအောက်မှာ share လို့ကြတာလားအများကြီးစသဖြင့်ရှိတယ်ဗျာအဲ့တော့များသောအားဖြင့်ကတော့ presentation လုပ်ရှုပ်ချက်ခတ်တဲ့ဟာတွေမသုံးပါနဲ့အဲ့ဒါလည်းမသုံးသေးခြင်းတို့အဆောင်တွေလည်းရှိရပေါ့နော်ဒါအခုကစာတင်နေရဖြစ်တဲ့အတွက်တော့သုံးလို့ရတယ်တကယ်အသုံးများတာတော့ကျွန်တော်ကတော့ဒီကောင်ပဲသုံးများတယ် sorry draw share ချလိုက်တာ
ဒီကောင်ပေါ့နော်ဆန်နာ share လို့ရှာတာဒါကိုကျွန်တော်အသုံးများပါတယ်အဲ့တော့ကိုက okay ခဏနေနောက်တစ်ပုံကျွန်တော်ထပ်ထည့်ရမယ်နော်နောက်တစ်ပုံထပ်ထည့်လိုက်မယ် picture this device ကျွန်တော်နောက်ပြကျွန်တော်ကျင်းလိုက်မယ်အဲ့ဒီမှာပုံညှိရတာအရန်လွယ်ပါတယ်ဒီမှာ dotted line လေးပုံနေဒီနားလေးမှာကြီးထားပြီးတော့ဒီနားလေးကိုနော်အဲ့မှာပုံကညီသွားပြီပြီးရင်တောင်းပြန်ဆွဲကြလိုက်မယ်ဘယ်ပဲဆိုတဲ့ညာပဲဆိုတဲ့ညီသွားဆိုအောက်မှာ line ထပ်ပေါ်လာမယ်ဒီမှာတွေ့လားအဲ့ဒါပေါ့အဲ့ပုံညှိရတာလွယ်တယ်ပြီးတော့မှဒီနှစ်ခုဒီလိုလာကတ်နော်အဲ့တော့ multiple select မှတင် control ပြီးတော့တိုး select မှနော်နှစ်ခုလုံးမိသွားပြီနှစ်ခုလုံးအဲ့လိုမှမိသွားပြီဆိုတော့မှ draw ဖက်ပြီးကျင်းတယ်နှစ်ခုလုံးကျင်းသွားလိမ့်မယ်အဲ့ဒါပေါ့ပဲအဲ့ဒါလည်းကိုကလောက်တဲ့ဟုတ်နော်အဲ့တော့ပြီးတော့မှပြန်ညှိပေါ့နော်နှစ်ခုကိုပဲညာကတ်ပြီးတော့ကြီးလို့ comment တွေတော့ပြန်ညှိအဝေးကနေလည်းကြီးအနီးကနေလည်းကြီးနော်တစ် slide ကိုနှစ်ပုံလောက်တော့ထည့်အဲ့တော့ရန်ကိုကဟိုပြရရများတဲ့ဟာဆိုရင်တော့တစ် slide ကိုတပုံပဲထည့်ရတော့ပိုကောင်းတယ်ဒီမှာကကျွန်တော်တို့ကတပုံလေးပါအဲ့လို present လုပ်မယ်ဆိုရင်တော့အဲ့လိုတပုံနဲ့ထည့်ရတာပိုပြီးတော့အဆင်ပြေတယ်ဒါကိုကျွန်တော်အပေါ်နဲ့တိုးလိုက်မယ်ဟဲ့လားဒီလိုမျိုးနော်ပြီးရင်ဒီမှာကျွန်တော်ပြန်မတိုးချင်တော့ဒီကောင်တစ်ခုကျွန်တော်ဖြတ်လိုက်မယ်ဘောင်စလတ်မှတ်တယ် delete ဘောင်စလတ်မှတ်တယ် delete ဒီအောက်မှာတိုးပြီးတော့ကျွန်တော်လိုချင်တယ်ဒီနှစ်ခုကိုကျွန်တော် group လုပ်မယ်နှစ်ခုလုံးကိုစလတ်မှတ်ကျွန်တော်ပြောထားပြတယ်နှစ်ခုလုံးကိုစလတ်မှတ်မယ်ဆိုဘယ်လိုလုပ်ရလဲဘောင်လေးကိုလည်း control ကိုဖိထားပါ plus လေးပေါ်လာတွေ့လားအဲ့နေမှာဘောင်ရှိတယ်အဲ့တော့မှ left click ချလိုက်နှစ်ခုလုံးမိသွားပြီမိသွားဆိုရင်ဘာလုပ်ရမလဲဆိုတော့ right click group ဆိုတာရှိတယ်ဒါပေမဲ့အဲ့ဒါကလည်းဘောင်ပေါ်မှာနေကိုကထွက်သွားပြီဒီမှာတွေ့လားအပြန်ဝင်ဘောင်ပေါ်မှာပဲကားစာရှိပါသေးဒီလိုမျိုးဘောင်မှာရှိနေမှရမှာနော်အဲ့တော့မှ right click group ကပေါ်မှာဘောင်မှာမရှိရင်ပေါ်မှာမဟုတ်ဘူးတော့ပေါ်လားနောက်တစ်မျိုးကြဘယ်လိုလဲဆိုတော့ကျွန်တော်တို့ကဒီမှာဒါကို select မလိုက်တယ်ဒါကို select မနှစ်ခုလုံးမိသွားပြီဆိုရင်ကျွန်တော်တို့ဘာလုပ်လို့ရလဲဆိုတော့ control G နဲ့လိုက်အဲ့ group ပဲတူတူပဲ shortcut သုံးတဲ့အကျင့်ကိုလုပ်ရပါနော် okay အဲ့တော့ပြောချင်တာဒီဘောကိုကျွန်တော်ကပြန်ပြီးတော့ထားချင်နေတယ်အဲ့တော့ဒီကောင်ကျွန်တော်ဒီမှာ select ရွေးရတယ်ဘောင် select မလိုက်တယ် control C ဒီမှာ click ချတယ် control V ဒါပဲဒီနေရာပဲတန်းရောက်သွားတာအဲ့ဒါမှဒီကောင်ဖြုတ်ဒီပုံကိုကျွန်တော်ကတပုံနဲ့ထားလိုက်လေရတယ်အဓိကလွယ်လွယ်ကူကူသုံးတတ်အောင်တိတ်ပြီးတော့ဒါခက်ခဲတဲ့လို့တော့မဟုတ်ပေါ့ကွာရပါနော်နှစ်ပုံရှိပြီအဲ့တော့သူ့ကိုကြတော့ကျွန်တော် effect မထည့်ရသေးဘူးသူ့ကို effect ထည့်မယ်ဆိုရင် format တက်တယ်ကိုသွားပြီးတော့ကျွန်တော်တို့ဒီမှာ effect တွေကိုရွေးပေးလို့ရတယ်เนาะအောက်မှာလည်းရှိတယ်ကျွန်တော်ကလောလောဆယ်ဒီကောင်ဒါလေးရွေးပေးလိုက်မယ်เนาะ shadow လေးနဲ့ပေါင်လေးနဲ့ဒီမှာ shadow လေးနောက်ကိုကြာတယ်သူကကြတော့ shadow နောက်ကိုပဲကြာတာအဲ့တော့နောက်တစ်ပုံထပ်ထည့်ကြည့်မယ် duplicate ဒါဒီလိုလိုက်ပြီးကျွန်တော် insert pictureအဲ့တော့သူ့ကိုကျတော့ကျွန်တော်တို့ကဒီမှာဒီလိုအဝိုင်းထားလဲရတယ်ဒီလိုမျိုးထားလဲရအဆင်ပြေတာပေါ့ဒါပေမဲ့ပေါက်ဟိုနှလုံးကိုရန် cross ဖြစ်တဲ့ဟာမျိုးရမသုံးပြီးတော့လိုရတယ်နော်ဒါကြောင့်ဆိုတော့သူ preset လုပ်တဲ့အခါမှာ design ကိုရှင်းရှင်းလင်းလင်းနဲ့ပြမှသာတယ်သူကလည်းနောက်လူကြည့်ရဲ့လူကလည်းနားလည်ပြီးတော့သိမှာအဲ့တော့ဒီကရမယ်နော် okay ဒီကရမယ်ဆိုရင်ကျွန်တော်တို့ကအပြင်ထွက်လိုက်ဆိုတော့ဒီကဟိုဟာ tab ကမရှိတော့ဘူးသူ့ select tab မှာပေါ်တာ format tab ကအဲ့ဒါပေါ်ပဲအဲ့တော့ဒီကကျကျွန်တော်နောက်ထပ်တစ်ပုံထည့်ပြမယ်ဒါကိုဖြတ်လိုက်ပြီး online ကိုရွေးကြည့်ရအောင် online ရွေးရမယ်ဆိုတော့ကို့မှာ line ရှိဖို့တော့လိုအပ်တယ်ဒါပေမဲ့ line ပေါ်မှာမူတည်ပြီးတော့ဒီလိုမျိုးဖြစ်နေတတ်တယ်เนาะအဲ့တော့မှကိုကဒီမှာ online picture မှာရွေးလို့ရတယ်တခုခုပေါ့เนาะကိုလိုချင်တဲ့ပုံလေးကိုရှာလဲပေါ့ကျွန်တော်ကဒီမှာငှက်လေးကိုကျွန်တော်ရွေးလိုက်မယ်အဲ့တော့ဒါ line မကောင်းလို့ဖြစ်နေတာဒီကောင်ကျွန်တော်ယူလိုက်ပြီးဒီမှာ insert 1ကိုကျွန်တော်နှိပ်လိုက်ပြီးဆိုရင် download လုပ်ရဝင်လာပြီတော့ပေါ့လားအဲ့လိုမျိုး online ကနေလဲကိုကလုပ်တတ်ရမယ်ရမယ်နော်အဲ့ right click duplicate slide ဒါကိုဖြတ်လိုက်ပြီး sorry insert ကိုသွားမယ် picture online picture ဒီ search bar မှာကျွန်တော်တို့အများကြီးရှာလို့ရတယ်เนาะအများကြီးရှာလို့ရတယ်ကျွန်တော် coffee နဲ့ပတ်သက်တာလေးတွေကျွန်တော်တို့မှာထည့်လို့ရတယ်အဲ့ဒါကျွန်တော်ဝင်လာလိမ့်မယ်ဒါပဲเนาะအဲ့တော့ create လုပ်ဖို့အတွက်သူကအလွယ်တကူလုပ်ပေးတာလားအဲ့တော့အဓိကကတော့ Photoshop မသုံးတတ်ပြီဘူးဆိုပေမဲ့လည်းဒါလေးနေတယ်ကျွန်တော်တို့ present လုပ်ပေးလို့ရတယ်ဒါပေမဲ့တချို့လူပါလေးတော့
process မှာသွားလုပ်ရတဲ့အပိုင်းလေးလည်းရှိတော့ရှိရပေါ့နော်တချို့ကလေးရတော့ online ကနေကျွန်တော်တို့လွယ်ကူသုံးလို့ရတယ်ဒါပါပဲအဲ့တော့ဒီမှာကျတော့ကိုကနှစ်ပုံလောက်ထည့်ပြီးလို့ရတယ်ပုံသေးလေးသူရဲ့ ratio မတူဘူးဆိုရင်ပုံကျွန်တော်တို့ကသွားပြီးတော့ကိုထည့်ခြင်းတဲ့တဲမှာကိုကသွားပြီးတော့ထည့်ပြလို့ရတယ်ပေါ့နော်ကျွန်တော်ဒီပုံလေးတော့ထည့်လိုက်မယ်line ကောင်းမှုတော့လိုရတယ်ပုံထည့်နေစောင့်ပေးရမယ်တခြားဟာတွေသွားပြီးတော့ slide တွေပြောင်းလို့မရအောင်အဲ့တော့ဒီကောင် download နေတာကြာနေရကျွန်တော်ဖြတ်လိုက်မယ်တော်ပြီဒီတစ်ခုကိုကျွန်တော်ထပ်ပြီးတော့ဖြစ်လိုက်မယ်နော်အဲ့ကျွန်တော်ဟန်းအောင်ဟန်းသွားအဲ့ဒါကြောင့် control s နှိပ်ထားဖို့ရေးကြည့်ပါရင် control s ကိုတက်တယ်မှာကိုက action တစ်ခုပြီးသွားပြီဆိုတော့ control တန်းနှိပ်တဲ့အကျင့်ကိုလုပ်ပါနော် control s okay ကျွန်တော် control နှိပ်လိုက်ပြီအောက်မှာစီးနေတယ်နေရာလေးပုံများတော့ဆက်က file size ကြီးတာတဲ့သဘောပဲအဲ့တော့ okay သူ့ကိုကျွန်တော်တို့ဆက်လက်မှတ်လိုက်ဆိုတော့ formula ပေါ် format tab ပေါ်လာပြီ format tab ကိုကျွန်တော်ဝင်မယ်ဝင်ပြီးတော့ကျွန်တော်ဘာလုပ်လို့ရတယ်ဆိုတော့သူ့မှာcorrection တွေထဲမှာပြောင်းလို့ရတယ်ပုံသဘောပေါက်လားကိုလိုချင်တဲ့ပုံကိုဒီမှာပြောင်းပေးလို့ရတယ် color correction ပေါ့နော်အဲ့တော့ကြိုက်ဘူးဆို control တက်ပြန်နေ okay နောက်တစ်ခုက color တွေဒီမှာပြောင်းပေးလို့ရတယ်သဘောပေါက်လားအဲ့ဒါပေါ့အဲ့တော့အဲ့ဒါတွေကစအကုန်လိုက်လို့ရရဗျာနောက်တစ်ခုကကျွန်တော် copy ကူးလိုက်မယ်နော် copy ကူးပြီးမှဒီပုံကိုကျွန်တော်ကဘာလုပ်မလဲဆိုတော့ဒီမှာ artistic effect တွေပဲကျွန်တော်ပြောင်းပေးလို့ရတယ်ဒီလိုမျိုးတွေတွေ့လားအဲ့တော့တော်တော်လေးတော့တချို့ဟာလေးက3တက်ရင်ဗျာကို3တက်ရင်3တက်တော့ကိုတက်တော့အကျိုးရှိရယ်အဲ့လိုမျိုးလေးကျွန်တော်ပြောင်းပေးလို့ရမယ်ဒီကောင်ဆိုရင်လည်းကျွန်တော်ကသူ့ကိုတီးလိုက်မယ်တီး copy လိုက်မယ်သူ့တော့ကျွန်တော်ကဒီမှာ effect တစ်ခုထပ်ပြောင်းလိုက်မယ်အဲ့ဒါပေါ့ပဲအဲ့လိုလေးကျွန်တော်လုပ်ပေးလို့ရတယ်ပြီးရင် duplicate site control s ဒါကို select မှတ်တယ်ဖြတ်တယ်သူ့ကိုကျွန်တော်ပြန်ပြီးတော့ copy ပြန်ယူမယ်ပြီးရင်ကျွန်တော် insert tab ကိုပြန်သွားမယ်ကျွန်တော်ရတော့မသုံး photo album တော့ဘာလို့တော့မသုံးဘူးအဲ့ဆို insert မှာကျွန်တော်တို့ဓာတ်ပုံနဲ့ပတ်သက်ကဒီလောက်ပဲเนาะဒီကောင်ကိုကျွန်တော်တို့ကလှည့်ရပြီးတော့ဒီမှာကျွန်တော်ရှစ်မှာတင်နာပြီးသွားပြီရှစ်ကိုဖိထားရင်သူက15ဒီဂရီတိုင်းလှည့်သွားမယ်ရှစ်ကိုမဖိထားဘူးဆိုတော့သူကဘယ်ဟမ်းမတာပဲကိုလက်ကသွားရင်သွားလောက်သွားနေမှာရှစ်လေးကိုဖိထားမယ်ဆိုတော့15ဒီဂရီတိုင်းသွားမယ်ဒါပဲเนาะအဲ့ဆိုကျွန်တော်တို့ဒီမှာ insert မှာကျွန်တော်တို့ဒါပုံကိုထည့်ပြီးတော့ကျွန်တော်တို့ယူဆမယ်ပြီးရင်ကျွန်တော် right click duplicate slide ဖြတ်ပြီးနှစ်ခုလုံး control s ဒီကကြရင်ကျွန်တော်ဘာကိုဆက်တင်မလဲဆိုတော့ကျွန်တော်တို့ insert tab ထဲမှာရှိရဲကျွန်တော်တို့ screenshot ရှိသေးရယ်เนาะscreenshot ကဘယ်လိုမျိုးလဲဆိုတော့ screenshot ကိုနှိပ်လိုက်ပြီးတော့ဆိုရင်ကျွန်တော်စမ်းနှိပ်ပြမယ်เนาะနှိပ်လိုက်ပြီးဆိုရင် screen clipping snipping tool နဲ့အတူတူပဲ screen clipping ကိုနှိပ်လိုက်ပြီးဆိုတာ ਨੇ အောက်ကိုသူက software ကိုအောက်ချသွားချသွားပြီးသူက desktop ပေါ်ကိုခြံထားခဲ့ကိုကပြောချင်တာကဗျာ desktop ရှိရင် desktop ရှိမယ် Google ဖွင့်ထားရင် Google ကိုမြင်ရမယ်ကျွန်တော်ကဒီ desktop ကိုကျွန်တော်ကဒီလို select လေးမှတ်လိုက်မယ်ဒီဟာလေးကျွန်တော်လိုချင်တယ်ဆို select မှတ်လိုက်ပြီဆိုတာ ਨੇ တခါဒီတော့တန်းဝင်သွားရင်screenshot อ่ะပြီး format မှာတခါတန်းဝင်တယ်ကိုကတခါတည်း draw share ချတာဘာညာကိုကျွန်တော်ကလုပ်ပေးလို့ရတယ်လိုက်ပြီးတော့နားလည်မလားအဲ့တော့တကယ်လို့သာဗျာကိုကဒီ software နောက်မှာကျွန်တော် Google ဖွင့်ထားရဲဆိုပါတော့เนาะ Google မှာကျွန်တော်ဥပမာဒီကျွန်တော်ရဲ့ဒီဟာတစ်ခုဖွင့်ထားပါဆိုပါတော့เนาะပြီးရင်ကျွန်တော်ဖွင့်ထားရဲဆိုရင်ကျွန်တော်က software ပြန်ဖွင့်လိုက်မယ်ဖွင့်ပြီးမှကျွန်တော်ဗာပြန်လုပ်လို့ရတယ်ဆိုတော့ insert tab ကိုသွားမယ်ဒီမှာ screenshot ကိုကျွန်တော်ယူလိုက်မယ် screen click ကို screen clipping ကိုတစ်ချက်နှိပ်လိုက်မယ်ဆိုရင်နောက်ကိုတန်းကြသွားတယ်အဲ့တော့မှကျွန်တော်ကဒီမှာကိုပြချင်တဲ့ဟာလေးကိုပဲလိုက်ပြီးတော့ crop လုပ်ပြီးလို့ရမယ်အကုန်လုံးတော့မဟုတ်ဘူးပေါ့เนาะစေပိုင်းတစ်ခုခုပေါ့တခါလဲဝင်လာပြီဝင်လာဒီတော့ကျွန်တော်ထည့်ပေးလိုက်အောင်မယ်သဘောပေါက်လားเนาะဒီကောင်သုံးနေ sorry ဒီကောင်လေးเนาะcontrol s အဲ့ဒါက screenshot နောက်တစ်ခုကကျွန်တော်တို့ဒီမှာ default ပါတယ် computer မှာ default ပါတယ် snipping tool ဆိုတာရှိသေးတယ်သူကလည်းလွယ်တယ်နော်သူကဘယ်လိုလွယ်လဲဆိုတော့သူ့ကို select မှတ်လိုက်ပြီးသွားတယ် click လုပ်လိုက်ပြီးသူကနည်းနည်းလေးတော့စက်ပုံမှာမူတည်ရဒီလိုလေးပေါ်လာတယ်သူကလည်းအဲ့လိုပဲကိုကြိုက်တဲ့နေရာလေးကိုသူကလည်းပြန်ပြီးတော့ crop လုပ်လို့ရတယ် software တွေကိုလည်းပြန်လုပ်လို့ရတယ်သူကကြတော့ဓာတ်ရိုက်ဒီထဲကိုမကြောက်ဘူးသူ PC မှာပါတဲ့ဒီ
copy ယူတဲ့ software တစ်ခုပေါ့နော်အဲ့တော့သူကကြာဘာလို့လုပ်ပေးရလဲ copy paste လုပ်ပေးရအဲ့ control C ပြီးရင်ဒီပေါ်မှာ click ချပြီးတော့မှ control V နှိပ်လိုက်ဒီပေါ်ကျလာရင်အဲ့ဒါပေါ်ပြောတာအဲ့သူကတော့မတူဘူးနားလည်မလား share တော့ရမယ်နော်အဲ့ဒါကိုစမ်းကြည့်ပါအဓိကအဲ့ဒါလေးညီမစမ်းတတ်ဖို့လိုရတယ်ဒီကွန်ပျူတာမှာဒီ snapping tool ကတော့လွယ်ပါတယ်ကျွန်တော်ဒီ search bar မှာ SN9P လို့ရိုက်လိုက်ပြီးဆိုရင်ပေါ်လာလိမ့်မယ် right click နှိပ်ပြီးတော့ကျွန်တော်တို့ pin to task bar လောက်ထားမယ်ဆိုရင်ဒီ task bar လေးမှာပေါ်နေလိမ့်မယ်ဒါပဲအဲ့တော့ကိုယ်အချိန်မင်း cross လုပ်လိုက်ရမယ်လိုအပ်တယ်အရန်တုံးတဲ့ပါတယ် field တော်များများမှာတုံးတယ် field ဆိုတော့ကျွန်တော်တို့ engineering မှာလည်းခြေပြကျန်တဲ့ဘယ် line မှာမဆိုပြဒီ screenshot လုပ်ဖို့အတွက် tool လေးကလိုအပ်ပါတယ် PowerPoint မှာလည်းခုနကကျွန်တော်ပြောတဲ့ဒီဟာလေးကိုသုံးပြီးလို့ရတယ် screenshot လေးကိုကြားမယ်နော် okay အဲ့တော့ control S အဲ့တော့ပြီးတော့ကျွန်တော်ဗာရှိမယ်တော့ photo album ဒါတော့မလိုဘူးဒါကိုထားလိုက်တော့ right click duplicate slide ဒါလေးကိုကျွန်တော်ဖြတ်မယ်ဒီမှာကျွန်တော်အခုဘာကိုတင်အောင် insert တက်တဲ့ကကျွန်တော် shape ကိုတင်မယ်shape ကိုဒီမှာ highlight ပေးလိုက်ပြီးတော့ shape shape ဆိုတဲ့နာမည်ကျွန်တော်ပေးလိုက်တယ် control S အဲ့တော့ဒီ shape ကတော့အများကြီးရှိတယ် shape ထဲမှာကျွန်တော်တို့ဗာလေးတော့ကျွန်တော်တို့ rectangle တွေရှိတယ် basic shape ရှိတယ် recently usage ကတော့ကျွန်တော်အောက်မှာသုံးခဲ့ရတဲ့အပေါ်ကပြပေးတာအဓိကအသုံးများတာကကျွန်တော်တို့အများကြီးတို့ပြီး present လုပ်မယ်အဲ့ဒါကြီးပေါ့နော်rectangle တွေနဲ့ပြမယ် basic shape တွေကျွန်တော်တို့ဆွဲမယ်เนาะဒီ arrow တွေကျွန်တော်တို့ပြမယ် equation shape တွေပြမယ်ဒီလောက်ပဲကျွန်တော်တို့တိတ်တော့ trade တော့မရှိဘူးဟုတ်ပြီနော်အဲ့တော့အရင်ကကျွန်တော်တို့မြားထိုးခြင်းနဲ့မြားထိုးခြင်းကျွန်တော်ဒီလိုမျိုးမြားလေးကျွန်တော်တို့ယူသွားလို့ရရဲမှာ click ချလိုက်เนาะအဲ့တော့ insert ကိုပြန်လာမယ် shape ဒါညာနှကောင်းရှိတယ် click ချရဲဒါပဲအဲ့သူ့ရဲ့အယောင်ချင်းကြီးဒီမှာအယောင်လာချင်းလို့ရတယ်ပြီးရင်အောက်မှာ line to bar ကတခါလဲချင်းလို့ရတယ်ဒါပဲဒီကောင်ကို select မှတ်လိုက်သူ့လည်းပြန်ချင်းလို့ရတယ်အပြာ line to ဒီလိုမျိုးချင်းလို့ရတယ်တစ်ကောင်လားနှစ်ကောင်လား select မှတ်ပေါ်မှာနော် select မှတ် format တော့ပေါ်လာတာပြီးရင် shape outline ကိုကစားပြီးလို့ရတယ်ကိုကဘယ်ရောင်မြင်နေတာလဲကစားပြီးလို့ရလာပြီးတော့ဒါပဲဟုတ်ပြီနော်နောက်တစ်ခုကကျွန်တော်ဗာရှိမယ်ဆိုကျွန်တော်တို့ဒီမှာ insert ထဲမှာ line ပြီးတော့ rectangle ကတော့ဒီလိုမျိုးလွယ်ပါတယ် rectangle အဲ့တော့ကိုကဆွဲဝါးခဲ့ရင်တော့ rectangle ကအရှည်ကြီးထွက်လာမယ် square ထွက်လာမယ်မတူဘူးကိုကသို့မဟုတ်စဆွဲရဲကိုက rectangle ကိုလုံးဝ square ဆွဲကြည့်နေတော့8ကိုဖိထားပါ click ချပြီးရတယ်8ကိုဖိလိုက်ဟုတ်မှာအဲ့ဒါသူကလုံးဝ rectangle line ဟို square line ထွက်လာလိမ့်မယ်8ကိုမဖိထားဘူးဆိုရင်တော့လက်ကရှင်းရင်ချီလို့ထွက်သွားလိမ့်မယ်အဲ့ဒီမှာတစ်ခုသတိထားမှာ shape ကို select မှတ်ရင်ကျွန်တော်တို့ format တက်ဆိုတာပေါ်လာလိမ့်မယ် format မှာကျွန်တော် shape face ဆိုတာ shape face ဆိုတာဘာကိုပြောလဲဆိုတော့ဒီ color ကိုပြောတာ face လုပ်ထားတဲ့ color shape face ကိုကျွန်တော်တို့ဒီမှာပြောင်းပြီးလို့ရကြိုက်တဲ့အကြောင်းနောက်တစ်ခုက shape outline ရှိတယ် outline ဆိုတာဒီ bound line ကိုပြောတာအဲ့ဒီ bound line ကဒီမှာခုဒါအယောင်ရှိနေတွေ့တာအဲ့တော့ shape outline ကိုကျွန်တော်တို့ကြိုက်တဲ့အကြောင်းပြောင်းပြီးလို့ရထပ်ပြီးတော့အဲ့ဒါကိုပြောတာပြီးမှကျွန်တော်တို့ outline ကိုထပ်ပြီးတော့ဘာထပ်လုပ်လို့ရတယ် outline ကို weight ကိုထူပေးလို့ရသေးတယ်ဒီမှာအဲ့ဒါပေါ့နော်ဒါကိုလည်းကျွန်တော်ဆက်လက်မှတ်လိုက်တယ် shape face မှာတကယ်လို့ shape face မှာဘာကြောင်မှ sorry ဒီမှာအကြောင်းကျွန်တော်ထားလိုက်မယ်ပြီးကျွန်တော် shape outline ကိုလာမယ် shape outline ကိုကျွန်တော်ဒီအောင်ထားလိုက်တယ်အပြီး outline ရဲ့ weight ကိုကျွန်တော်တင်လိုက်မယ်ဒါလောက်ဒါပဲအဲ့တော့ဘာဖြစ်နေလဲဆိုတော့ဒီကောင်ကမူးလုပ်လိုက်ရင်ဒီပုံမှာတင်အုပ်သွားလိမ့်မယ်တကယ်လို့ကျွန်တော်ကဒီကောင်ကို face လို့ခြင်းဘောင်ပဲလို့ခြင်းလဲဆိုရင်ကျွန်တော်တို့ဘာလို့သွား shape face ကိုသွားမယ် no face ပဲဒါဆိုရင်ကျွန်တော်တို့ကဘောင်ကိုမြင်ရအောင်ဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဘယ်လိုလုပ်ပြီးလို့ရတာဒီဘောင်လေးတိုင်းပဲကျွန်တော်တို့သူ့ကိုဆက်လက်မှတ်ပြီးတော့ကျွန်တော်တို့ပြပြီးလို့ရမယ်ဒို့မဟုတ်အဲ့ဘောင်ကိုပဲကျွန်တော်တို့ကနော် line ပြောင်းလို့ရသေးတယ်တချို့အရေးကြီးတဲ့စာလေးတွေကိုပြချင်တယ်ဆိုရင်ဒီ shape outline ကိုပဲ shape outline ရဲ့ဟိုပဲ dash line ဆိုကျွန်တော်ပြောင်းပြီးလို့ရသေးတယ်ဒီလိုလေးအဲ့လေးလောက်တဲ့ရင်တော့အဆင်ပြေပါပြီအဓိကအဲ့ဒါလေးရေးကြည့်ပါလားပြီးတော့မှ outline ရဲ့ weight ကိုတခါထပ်ထူခြင်းထူပေးလို့ရသေးတယ်အဓိကအားလေးလောက်တတ်ဖို့ပဲလိုအပ်တာ presentation မှာကိုကပေါ်ကနေ bracket လေးနဲ့ highlight ပြမယ်အကြောင်းလေးတွေလုပ်ပြမယ်ပုံလေးတွေထည့်ပြမယ်เนาะအဲ့ပုံလေးမှာကိုကလိုက်ပြီးတော့ shadow တွေထည့်ပြတာပါလို့လုပ်ပေးလို့ရတယ်အဲ့ဒါဘောကိုပြောတာဒါသူ့ရဲ့ original ရှိတယ်ဒါရင်မသုံးနဲ့နော်ကိုစိတ်ကြိုက် create လုပ်တာကောင်းတယ်အဲ့တော့မှတက်မှာဒါပဲเนาะအဲ့တော့ right click duplicate slate sorry shape slide ဒါကျွန်တော်ဖြတ်လိုက်ပြီကျွန်တော်ဘယ်လိုပြန်သွားမလဲဆို insert ကိုကျွန်တော်ပြန်သွားမယ် shape ထဲမှာကျွန်တော်ပါရှိတယ်ဆိုတော့ဒီ
ဒီကကြရင်ကျွန်တော်ဒီမှာpolygon တွေရှိမယ် triangle တွေရှိမယ်ဟုတ်လားဒီကောင်ကထုံလေးလက်ကောင်းမဲ့8ကိုဖိထားမှဒီဇိုင်းသွားမှာเนาะပြီးရင်ကျွန်တော် insert tag ကိုပြန်လာမယ်ကျွန်တော်နောက်တစ်ခုပါရှိတယ်ဆိုတော့ဒီမှာ smile shape ရှိတယ် smile နဲ့ထုံလေးလက်ကောင်းမဲ့8ကိုဖိထားမှ8ကိုဖိထားရင်ပိန်ဖောင်းနေလိမ့်မယ်ဒါရှိမယ်ပြီးကျွန်တော် insert tag ကိုကျွန်တော်ပြန်လာမယ် shape ထဲမှာပြီးရင်ကျွန်တော်ဘာလုပ်မလဲဆိုတော့ဒီမှာလာချမ်းလေးရှိမယ်ဟုတ်လားပြီးရင်ကျွန်တော် insert tag ကိုပြန်လာမယ် shape ထဲမှာ hash shape လေးရှိမယ်စသဖြင့်အများကြီးပဲအဲ့ဒါ8ကိုဖိထားတော့8ကိုဖိထားရင်လည်းကားပဲပြီးရင်ကျွန်တော် adjust ပြန်လုပ်မယ်ပုံလေးရွှေ့ပြီးတော့ web ဒီဘက်အဲ့တော့တရားရင်းစီပြောင်းမယ် hash shape ကိုကျွန်တော်တို့ကဒီမှာအနီရောင်ပြောင်းလိုက်မယ်ဟုတ်လား sorry shape fill ကိုအနီရောင်ပြောင်းလိုက်မယ်ရှေ့ရောက်လမ်းကိုအနီနဲ့အဝါနဲ့တွဲရင်တွဲအဲ့ဒါအဝါပြီးအောက်လမ်းကမမြင်အောင်ဆိုအောက်လမ်း weight ကိုတင်ပြီးဒါပဲဒီကားဆိုလဲအရောင်ပြောင်းရင်ဒီမှာ format တွေကိုလာ shape fill မှာကိုကြိုက်တဲ့အရောင်ပြောင်းပြီးအောက်လမ်းကိုလည်းကိုကြိုက်တဲ့အရောင်ပြောင်းပြီးအောက်လမ်းပါနေရင်ရှေ့အောက်လမ်းကိုကျွန်တော်တို့တင်ဒီလိုနည်းနဲ့ကျွန်တော်တို့ကစားပြီးလို့ရတယ်ရပါနော်လွယ်ပါတယ်အဲ့တော့ insert မှာ channel ရတော့စမ်းကြည့်အဲ့တော့ဒီမြားလေးလည်းရှိရယ် present လို့ကျွန်တော်တို့ဘယ်လိုလုပ်ပြီးလို့ရလဲဟိုဘက်ဒီဘက်အများလေးထိုးပြီးတော့ပြရတာအဲ့တော့ပေါ်ဘက်မှာအဲ့ဒါလည်းအရေးကြီးပါရဲ့လောက်တတ်ဖို့လိုအပ်ပါတယ်เนาะအဲ့လေးလောက်တတ်တော့မှလည်းအဆင်ပြေလိမ့်မယ်လောက်တတ်တော့ဆယ်ကြတာမဟုတ်ဘူးနောက်တစ်ခုကကျွန်တော်အပေါ်နဲ့တင်လိုက်ပြီเนาะတမင်နိုင်မှာပြလိုက်မှာဘာလို့အရင်များအောင်မှာဆိုလို့နောက်တစ်ခုကကျွန်တော်ဒီမှာ3D ဟာလည်းဆွဲလို့ရတယ် box တွေဆွဲလို့ရတယ်သူတက်ထုံလေးလည်းကောင်းမယ်8ကိုဖိထားပါ8မဖိထားရင်လည်းကားပါဘာမှမြင်ရမှာမဟုတ်ဘူးနောက်တစ်ခုကကျွန်တော်တို့ဒီမှာဘာရှိလဲဆိုတော့ cylinder ရှိမယ်8မဖိထားရင်တော့ပိန်ဖောင်းနေမှာ8ဖြူတော့မှသူ့ရဲ့ scale တိုင်းထွက်လာမှာရမလားဒီမှာ shape ဒီမှာသူ့မှာcall လို့ဘာလို့လဲရှိရယ်နော် cherry လည်းရှိရယ် star တွေလည်းရှိရယ်call out ဆိုယူလိုက်မယ်ဒီလိုလေးကျွန်တော်တောက်လို့ရတယ်အဲ့တော့ဒါနဲ့ကျွန်တော်တို့ဘာလုပ်လို့ရလဲဆိုရင်ကျွန်တော်ဒီမှာကျွန်တော်ဖြတ်လိုက်ပြီ new slide မှာControl S ဒါကကျွန်တော်ဒီအောက်ကဟာကိုဖြတ်လိုက်ပြီအောက်က bound တစ်ခုပဲ select မှတ် delete ဖြစ်သွားပြီเนาะဒါကို select မှတ်ဆိုတော့ဒါပဲထားရမယ်ပြီးကျွန်တော်ဘာလုပ်မလဲဆိုတော့ကျွန်တော်ဒီမှာဒီထဲမှာပါတဲ့ဟာတစ်ခုနဲ့ကျွန်တော်သုံးပြမယ်ဒီထဲမှာ shape ထဲမှာကျွန်တော်တို့ပါတာပါဆိုတော့ဒီ equation shape တွေကကျွန်တော် plus 0ကိုယူလိုက်မယ်8ကိုဖိထားနော်8ကိုမဖိထားမြင်ရမှာမဟုတ် plus ကိုကျွန်တော်ယူလိုက်တယ်ဒါပဲ plus ကိုယူပြီးတော့ကျွန်တော်အောက်မှာဒီအောက်မှာစာကိုအောက်ရွှေ့လိုက်တယ်အဲ့တော့ rest code ဒီ shape ကဘာပြရမလဲဆိုတော့ကျွန်တော်တို့အနီရွယ်ပြရမယ်เนาะအနီရွယ်ဖြစ်ရမယ့်ပြင်သူ့မှာ outline လည်းမရှိဘူး outline ရတယ်အနီရွယ်ဖြစ်ရမှာ no outline ထားလိုက်ရပြီเนาะအဲ့လိုအနေနဲ့ကျွန်တော်တို့ကတက်ချင်းနီ sorry ကို8ကိုပြီးသားပါတက်ချင်းနီ sign တခုကျွန်တော်တို့ကလုပ်လို့ပြောင်းသွားပဲ Control S ရလားလွယ်ပါတယ်เนาะဒါကိုနေရာလေး font နည်းနည်းကြီးစီလို့ရတယ် font ကသေးနေရယ်ကျွန်တော်ဒီကောင် 72 လောက်ထားလိုက်ဒီကောင်ပေါ်လေးနည်းနည်းတင် adjust ကတော့ကိုကကြည့်ရမှာနော်အဝေးကနေ design မှာ center နဲ့ middle ကိုဝယ်စဉ်းစားရတယ်အဲ့တော့နှစ်ခုပေါင်းကို center နဲ့ middle ကြားမှာမနည်းလိုက်ကြည့်ပေါ့ကိုက Control S ပြီး right click duplicate slide insert မှာကျွန်တော် shape ပြီးသွားပြီ icon တွေကတော့သူကတော့ဒီ download လုပ်ပေးရတာပဲသူက line ပေါ်ကနေရှာတာကျွန်တော်တို့ phone number icon တို့ဘာလို့ဖုန်းပုံလေးလေဒီလိုမျိုးကျွန်တော်ထည့်ပြီးလို့ရတယ်ပြီး insert လုပ်မှာလားဖုန်းထည့်မယ်ကျွန်တော်တို့ email ပုံစံရှိ email ပုံစံလေးထည့်အဲ့လို location လေးပြရပါတော့အဲ့လိုလေးသုံးတဲ့ခါမှာကျွန်တော်တို့သုံးပါတယ်ဒီ app နဲ့ပတ်သက်လို့လည်းရှိတော့ကျွန်တော်အခုဒါလေးတစ်ခုပဲကျွန်တော်ထည့်ပေးလိုက်မယ်เนาะထည့်ပြလိုက်မယ်ဒါဆိုသိသွားအောင် select မှတ်လိုက်တယ်အဲ့တော့ကျွန်တော်ဖုန်းနံပါတ်လေးဝင်လာပြီတခါ icon လေးဟုတ်လားအဲ့တော့ဒီမှာကျတော့ကျွန်တော်ကဗာပြန်လုပ်ရမှာဆိုသူ့ကိုကျွန်တော်ကအဲ့တော့ကျွန်တော်ဒီမှာပြန်တင်လိုက်ပြီဒီမှာဖုန်းနံပါတ်ကိုကျွန်တော်ထားလိုက်တယ်ဖုန်းကိုကျွန်တော်ရေးမယ်ဆိုရင်ဒါဖုန်း icon ပေါ့နော်ဖုန်းရေးမယ်ဆိုတော့ကျွန်တော်ဒီကောင် copy ပြန် sorry ဒီကောင်ကိုကျွန်တော် copy ယူလိုက်မယ်ကျွန်တော်ဒီအောက်ကိုချလိုက်မယ်ပြီးကျွန်တော်ဒီမှာစာရေးလိုက်မယ်ဒါကျွန်တော်ဖုန်းနံပါတ်အဲ့တော့ဒီကောင်ကို
sorry ဖောင်သေးလိုက်မယ်ဒီလိုနီးနဲ့ကျွန်တော်ကနှစ်ခုကိုလုပ်ပေးလို့ရတယ်ပြီးရင်ကျွန်တော်တို့နှစ်ခုလုံးကိုဆက်လက်မလိုက်တဲ့ဘောင်းလိုက်ရှာပြီးရင် control G ပြီးရင် middle center ကိုချရင်ဘောင်းကိုင်ဟဲ့လားဒီလိုနီးနဲ့လည်းကျွန်တော်တို့ကဒီ icon လေးတွေကို online ရင်သွားရှာပြီးတော့ထည့်ပြီးလို့ရတယ်ရမယ်နော်အဲ့တော့ right click နောက်တစ်ခုက right click duplicate slide control S နဲ့နှိပ်ဖို့မမေ့ပါနဲ့ပြီးကျွန်တော်ဘယ်လိုပြန်သွားမလဲဆိုတော့ insert tab ကိုပြန်လာမယ်3D model လည်းထုံနည်းလည်းကောင်းမယ် this device တဲ့ဟာကိုပဲရှာ sorry online ဟာကိုပဲရှာလိုက်เนาะဒီမှာကျတော့ကျွန်တော်တို့တော့ဒီ store မှာသူ free ပေးထားရဗာလေးရှိလဲပေါ့เนาะကျွန်တော်ကဒီမှာဒီ time ကုန်လေး animal လေး space ကြီးထည့်လိုက်မယ်တခုလွယ်တာလေးပေါ့เนาะသူ free ပေးထားရဟာလေးစိုးတော့မစိုးဘူးပေါ့เนาะဒါလို့ line ကောင်းဖို့တော့လိုအပ်တယ်အဲ့ဒါကြီးကလည်းခဏစောင့်ပါအဲ့တော့ရမ်းကြာနေကျွန်တော်ဖြတ်လိုက်ပြီpresentation 1ဒါက presentation control S okay အဲ့တော့ကျွန်တော်ပြန်ထည့်မယ်เนาะခဏလေးကျွန်တော်ပြန်ကြည့်လိုက်အောင်မယ် insert နဲ့မှာ 3D ထဲမှာကျွန်တော်တို့ store တွေကသူတို့လွယ်တာလေးဘာရှိနေလဲပေါ့เนาะခုနပုံကနည်းနည်းတော့ကြာနေဆိုတော့ low body ထည့်လိုက်မယ်เนาะ low body ဆိုတော့အဆင်ပြေကောင်းပြေလိမ့်မယ်ကျွန်တော်ထင်တာတော့မြန်မယ်တင်တယ်တော့ပါလားအဲ့တော့ तू က 3D ဖြစ်တဲ့အတွက်ကျွန်တော်ဘာလို့လုပ်ရလဲဆိုတော့ဒီထဲမှာကျွန်တော်တို့ကလှည့်ကြည့်လို့ရတယ်ဒါသူတို့ပေးတဲ့ဟာလေးတွေပေါ့နော်အဲ့တော့ကိုကအရှင်းတော့တောင်မြောက်အကုန်လှည့်ကြည့်ရတာဒါ low body ဖြစ်တဲ့အတွက်ရုပ်ကတော့ကောင်းမှာတော့မဟုတ်ဘူး control S လုပ်ပြီးမဲ့ကျွန်တော်တို့အများကြီးသုံးတဲ့တယ်လိုအပ်တာလေးကျွန်တော်တို့ကအဲ့မှာ stock မှာရှိတာလေးဆွဲသုံးပြီးတော့ present လုပ်ပေးလို့ရတယ်ဒါဆိုကျွန်တော်တို့အများလေးထိုးလို့ရတယ်ဟာဒီကောင်ကဘာဖြစ်ပါတယ်ညာဖြစ်ပါတယ်ပေါ့နော်ဒါဒီလိုနည်းနဲ့ကျွန်တော်တို့ကအသုံးပြုလို့သုံးပြီးလို့ရတယ်ဟာဒီလိုလေးကျွန်တော်တို့က present လုပ်ပေးလို့ရတယ်အဲ့တဘောကိုပြောတာเนาะအဲ့တော့နောက်ထပ်ကျွန်တော်ဗာရနိုင်မယ်ကျွန်တော်ချက်ကြည့်လိုက်အောင်ပါเนาะနှစ်ပုံတော့ကျွန်တော်ထည့်ပြမယ် character တော့မထည့်တော့ဘူး space ကိုထည့်ပြချင်တာ space လေးကပုံလေးကလှတော့လှရပေါ့အဲ့တော့အဆင်မပြေဘူးဆိုတော့လည်းကျွန်တော် try ကြည့်လိုက်အောင်မယ်ကဲ space ကတော့နည်းနည်းလေးမရအောင်ထားလိုက်တော့low body ကတော့လွယ်ဒီကောင်လေးကတော့နည်းနည်းလေး download လုပ်တာ internet speed လည်းလိုပါတယ်เนาะအဲ့တော့ကျွန်တော်တော်ပြီးမဆွဲတော့ဘူး low body ထဲမှာချက်ကြည့်လိုက်မယ် low body ထဲမှာတော့မြန်ကောင်းမြန်လေးမတက်ပင်းတစ်ခုကျွန်တော်ယူလိုက်မယ်โอเคရပြီเนาะအဲ့ဒါလေးရလွယ်တယ် low body ကတော့အဲ့လိုနည်းနဲ့ကျွန်တော်တို့ကထည့်လို့ရတယ်ဟဲ့လားသူ့ကိုလည်းကျွန်တော်တို့ကဘာလုပ်ပေးလို့ရတယ်ဆိုတော့ကျွန်တော်တို့ဒီမှာတစ်ပင်မှာဒီမှာပုံစံပြောင်းလို့ရသေးတယ်သူကလည်းအဲ့တော့အဓိကအဲ့လို line ချိန်ထားမယ်ဟေး line ရတယ်ဆိုရင်တော့တော်တော်လေးတော့အဆင်ပြေတဲ့သဘောမှရှိရယ်ကြောင်စလက်မလဲကြောင်မှာလည်းသူက position တွေရှိသေးတယ်အဓိကတော့ဒီကြောင်ပဲသူကလှည့်ထားတဲ့ပုံပါပဲဘယ်ညာကြီးလှည့်ထားတဲ့ပုံပေါ့နော်အဲ့တော့ကိုကတော့လက်နဲ့လှည့်လိုက်တဲ့သဘောပဲဒါပါပဲရပါနော်အဲ့ဒါဆိုရင်ကျွန်တော်ဒီ file ကိုကျွန်တော်ဒီမှာခဏ break မယ်
ကျွန်တော်တို့နောက်ဗီဒီယိုမှာကျွန်တော်တို့ဒီ part 4အနေနဲ့ကျွန်တော်တို့ပြန်တွေ့ဆုံပါမယ်အားလုံးကျေးဇူးများတင်ပါတယ်